ဒီနေ့ဘွဲလာယူရတဲ့ခဏချက်လေးကဘယ်လိုရှိလဲဟိုဟာလောလောဆယ်ကိုစိတ်လို့ရှားတယ်ပေါ့နော်ပြီးတော့အတိုင်းမသိလဲပျော်ရွှင်ရပါတယ်ဘာလို့လဲဆိုတော့ခက်ခဲကြားတွေကနေပြီးတော့လာပြီးတော့ယူရတဲ့အတွက်ပေါ့နော်ဟုတ်ဘာကြောင့် INC တွေ့ရွေးခဲ့ရလဲမသိဘူးညာဘာလို့ရွေးချယ်ပြခဲ့ရလဲဆိုတော့ကျွန်တော်ကဒီ INC နဲ့ပတ်သက်ပြီးတော့ဒီပြင်မယ်ဆိုပြီးတော့လိုက်ရှာတဲ့အချိန်မှာ IN ကပေးခဲ့ဒီ IN မှာရှိတဲ့ program တွေကစုံတယ်ပြီးတော့ budget အရာလည်း safe ဖြစ်တယ်ပေါ့နော်အဲ့အတွက်ရွေးချယ်ပေးခဲ့တာပါဟုတ်ကဲ့အခုလိုမျိုးဘွဲရရှိပြီးသွားပြီဖြစ်တဲ့ကြောင့်မို့လို့နောက်ဘွဲမိမိရဲ့ career life ကဘယ်လိုလုပ်သွားမယ်တော့အစားရတယ်ဘွဲရပြီဆိုရင်တော့အခုcontrol training ဆင်းမယ်ပြီးကြရင်တော့ကျွန်တော် overseas ကိုထွက်ဖို့တော့ချိန်ကူးထားပါတယ်ဗျအခုကျွန်တော်ကကြတော့နေဘက်ကနေလာပြီးတော့တက်တာပေါ့နော်အဲ့လိုတက်တဲ့အချိန်မှာလည်းဒီเจ้าအောင်စတက်တဲ့အချိန်မှာလည်းအဲ့လိုအရင်စိမ့်နေတာမျိုးတွေမရှိဘူးချဲဒီ teacher တွေနဲ့ပြီးတော့ကျွန်တော်တို့ကျောင်းသားတွေချင်းလည်းအဲ့လိုမျိုးအရင်စိမ့်နေတာမျိုးမရှိဘဲနဲ့ဟိုခဏလေးအတွင်းပဲဂျပန်တွင်းပဲကျွန်တော်တို့ကျွမ်းဝင်ဖြစ်တယ်တင်ကြားတဲ့နေရာမှာလည်းအဲ့လိုပဲနွေးနွေးထွေးထွေးရှိအောင်တင်ကြားရတယ်ပေါ့နော်ပြီးတော့အခြားအဲ့လိုအချိန်မို့တွေဒီအတန်းချိန်ထက်ပိုပြီးတော့တင်ပေးတာမျိုးတွေလည်းရှိရတဲ့အတွက်ကကျွန်တော်တို့အနေနဲ့ဒီ ID နဲ့ပတ်သက်ပြီးတော့တိတ်ခက်ခဲဘူးပေါ့နော်အဲ့လိုမခက်ခဲတဲ့အပြင်ဟိုပဲပို့ပြီးတော့ကိုတိကျင်လို့မေးလို့ရတယ်သူတို့အနေနဲ့သိရှိရှိနဲ့ပြောပြပေးတယ် share တွေအနေနဲ့အဲ့အတွက်လည်းဒီလိုမျိုး bachelor ရောက်လာတဲ့အထိလည်းတိတ်ပြီးတော့ခက်ခဲတယ်လို့ခံစားခဲ့ရပါဘူးဒီနေ့ဒီ bachelor ဘွဲကိုရရှိခဲ့တယ်ပေါ့နော်ခုလိုမျိုးရရှိခဲ့ဖို့အတွက်လည်းဒီ teacher တွေအနေနဲ့အများကြီး support ပေးခဲ့တယ်ကျောင်းဘက်ကလည်းအများကြီးဟို support တွေပေးတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ဒီ bachelor ဆိုတဲ့ဘွဲကိုရရှိခဲ့တယ်အဲ့ဒါကျွန်တော်တို့ဘဝအတွက်ဒီ overseas မှာသွားပြီးတော့ IT ပညာရှင်တယောက်အနေနဲ့အလုပ်လုပ်ဖို့အတွက် first step ဘောနော်ပထမခြေလှမ်းလို့တော့ပြောလို့ရတယ်ပေါ့နော်နောက်လည်းဒါမျိုးဘယ်လိုပြောပြလမ်းကြောင်းတွေအတွက်လည်းဒီဟိုက bachelor ဘွဲဒီပထမဆုံးခြေလှမ်းအနေနဲ့ရှိနေမှာပါပေါ့နော်ပြီးတော့ share တွေရဲ့တိုးသားပေးမှုတွေ share တွေရဲ့တင်ကြားပေးမှုတွေကြောင့်ဒီ bachelor ကိုရခဲ့တယ်ပေါ့နော်ရခဲ့တယ်ကျွန်တော်ရဲ့ image တွေကကျွန်တော်ဖြစ်ချင်တဲ့အရာတွေကတခုဖြစ်လာခဲ့ပြီးအဲ့အတွက်လည်းဒီကျောင်းရဲ့ support တွေ share တွေရဲ့ support တွေအများကြီးပါတဲ့အတွက်လည်းဒီကျောင်းနဲ့တင်ကြားခဲ့တဲ့ share တွေကိုကျေးဇူးအများကြီးလည်းတင်ပါတယ်ပေါ့နော်ပြီးတော့အခုကျွန်တော်ရှေ့ဆက်မဲ့အနာဂတ်ဒီမှာလည်းဒီ share တွေကျေးဇူးနဲ့ရှေ့ဆက်ရမယ်ဖြစ်တဲ့အတွက်ဒီကျောင်းကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဆရာမတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်